အားလုံးမင်္ဂလာပါဗျာအီရှာဂျီကနေကြိုဆိုပါရစေဒီနေ့မှာတော့ဒီကြောက်လေးရဲ့ပြောင်းလဲသွားပုံလေးကိုကျွန်တော်ဝေမျှပေးသွားမှာဖြစ်ပါတယ်ကြောက်လေးရဲ့အသေးချာလေးကြည့်လိုက်မယ်ဆိုရင်တော့ငကိုရုပ်ခရကမှအလားရိပ်လေးတွေပေါ်နေပြီပေါ့ဗျာနည်းနည်းလေးပဲကြည့်မကောင်းတဲ့အညစ်လေးတွေဖယ်လိုက်တာနဲ့တော်တော်လေးလာတော့မှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ပြောင်းလဲသွားပုံလေးကြည့်ကြအောင်ဗျာဒါလေးကတော့ကျွန်တော်တို့အစားဆုံးအားလုံးပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ကျွန်တော်ရှီပိုင်းကပြောခဲ့တယ်လို့ပေါ့ဗျာအဲဒါကြောက်လေးကတော်တော်လေးကမှလာတော့ပါတယ်ဗျအကြောက်စီကြောက်သားလေးရတဲ့ကောင်းတယ်ပြီးတော့ကာလာလေးကလည်းမစိုးဘူးပေါ့ဗျာကာလာလေးကလည်းလူကြိုက်များတဲ့ကာလာလေးဖြစ်ပါတယ်အဲတော့ဒီလိုကာလာမျိုးလေးဆိုရင်တော့လူတော်တော်များများကြိုက်ကြပါတယ်ဗျအဲတော့ဒီကြောက်လေးဆိုရင်သူကအပွင့်လိုင်းလေးရတယ်ပကူလိုင်းလေးလည်းရတယ်ပေါ့ဗျာဒါပေမဲ့ကြောက်ပိုင်ရှင်ကသူကလက်ရလေးပဲအရင်လှုပ်ချခြင်းတယ်ဆိုလို့ကျွန်တော်ရှေ့ရောက်လာတာဖြစ်ပါတယ်ကြောက်ပိုင်ရှင်အတွက်လည်းမင်္ဂလာကောင်းဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဗျဒီဗီဒီယိုလေးကကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်လည်းအကျိုးရှိခြင်းပဲလို့မျှော်လင့်ပါတယ်ကြည့်ရှုအားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်